္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒီ Genius ကျောင်းရဲ့ကျွန်တော်ကမ္ဘောဒီးယားခီးစဉ်မှာကျွန်တော်ခီးသွားတဲ့ကျောင်းသားကျောင်းသူ3ဦးတဲ့ဟာကျောင်းသားတယောက်ရဲ့ဖခင်ဖြစ်ပါတယ်ကမ္ဘောဒီးယားကိုသွားတဲ့ခီးစဉ်မှာဒီကျွန်တော် Rain School and Biz Project နဲ့သွားတဲ့ခီးစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီကလေး3ယောက်ကိုကျွန်တော်အနေနဲ့ကတော့ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာဒီရှေ့လာမယ့် future နဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့သူ့ရဲ့ဂုဏ်သိက္ခာနောက်တစ်ခုကသူ့ရဲ့ image တွေကိုဒီ project ကအများကြီးကိုတိုးတက်မြင့်မားစေပါတယ်ခင်ဗျာအဲ့ဒီအတွက်လည်းကျွန်တော်တို့ဒီကျောင်းအုပ်ချုပ်သူနဲ့တကွကျောင်းသူကျောင်းသား3ဦးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာတော်သူကြီးရဲ့နိုင်ငံတကာအဆင့်အောင်မြင်မှုပေါ်ကိုမိဘတိုင်းလိုမျိုးပဲဝန်တာဂုဏ်ယူရပါတယ်ရှင်အခုလိုမျိုးမဲခေါင်ဒေသတွင်နိုင်ငံတွေမှာ Rain School Competition မှာ Grand Prize ရခဲ့တဲ့ဟာလည်းဒီကျောင်းအတွက်ကောနိုင်ငံအတွက်ကောဂုဏ်ယူစရာပါရှင်ဒီလိုမျိုးနိုင်ငံတကာအောင်မြင်မှုတွေကလေးတွေအနေနဲ့ရရှိခဲ့တာကဆရာဦးသူဝကျော်နဲ့ Genius ကျောင်းရဲ့ Genius လေးတွေကိုရှေ့ရှေ့ပြုထောင်ပေးခဲ့တဲ့အသီးပွင့်တွေလို့ကျွန်မခံစားရပါတယ်ကျောင်းသားတွေအနေနဲ့ပညာရေးမကောက်ဘူးဘတ်စုံဖွံ့ဖြိုးတိုးတက်အောင်ကိုယ်ရည်ကိုယ်သိကောင်းမွန်အောင်ပြုစုပေးခဲ့လို့ teamwork ကောင်းကောင်း communication ကောင်းကောင်းနဲ့နိုင်ငံတကာမှာဆုရခဲ့တာလို့ယူဆပါတယ်ရှင် Genius ကျောင်းရဲ့ပညာရေးအစီအစဉ်တွေကလည်းဒီပညာရေးတစ်ခုတည်းနေမကဘဲနဲ့အားကစားခီတသိပ္ပံ project အစီအစဉ်တွေကျောင်းသူကျောင်းသားတွေစိတ်ဝင်စားတဲ့အစီအစဉ်တွေပေါ်မှာလည်းကျင့်တဲ့အားရမှုအများကြီးရှိပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ Genius ကိုပိုင်ထက်တန်းကျောင်းရဲ့ကမ္ဘောဒီးယားခီးစဉ်မှာပါတဲ့ကလေး3ယောက်တည်းကကျောင်းသူတူရဲ့မိခင်ဖြစ်ပါတယ်ရှင်ကျွန်မသမီးလေးခုလိုမျိုးပါသွားတဲ့အတွက်ကျွန်မအရန်ဝမ်းသာပြီးဂုဏ်ယူမိပါတယ်ရှင်ကျောင်းအတွက်လည်းကျွန်မဂုဏ်ယူမိပါတယ်ရှင်စုတွေလည်းရခဲ့တဲ့အတွက်ကျွန်မဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်ရှင်နောင်နာကမှလည်းကလေးတွေကိုအဲ့လိုသွားအောင်စီစဉ်ပေးတဲ့ Genius ကိုပိုင်ထက်တန်းကျောင်းလည်းကျွန်မအရန်ဂုဏ်ယူမိပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်